ငလင်တန်းတင်ပြည်သူတွေအတွက်အိမ်သာတွေလှူဒန်းခဲ့တဲ့ပိုင်တကုံငလင်တန်းတင်ပြည်သူတွေအတွက်အရေးကြီးဆုံးအလိုအပ်ဆုံးရာကိုလှူဒန်းလိုက်တာကတော့ပြည်သက်ချစ်တော်တရုတ်ဆောင်မင်းသားကျော်လေးပိုင်တကုံပါပိုင်တကုံဟာမြန်မာနိုင်ငံမှာသာမကနိုင်ငံတကာမှာပါနာမည်ကြီးတဲ့မင်းသားတစ်လက်ပါဒါအပြင်ပိုင်တကုံနဲ့ချစ်စနီးလင်းမြဖြူဟာလည်းမြန်မာနိုင်ငံစားသုံးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌထိတ်တန်းတထေးဦးဆန်းလင်းရဲ့သမီးဖြစ်တာကြောင့်ကြီးကြီးတက်ကြွယ်ဝချမ်းသာတာဖြစ်ပါတယ်ဒါကြောင့်လည်းပိုင်တကုံနဲ့ဇနီးတဲ့လင်းမြဖြူတို့ဟာပရိုက်တာလုပ်တွေလှူဒန်းနေတဲ့မကြာခဏလုံးလေးရှိတာဖြစ်ပါတယ်ခုခါမှာတော့မြန်မာနိုင်ငံလုံးမှာအင်အားပြင်းမြင်ကလေးလှုပ်ခတ်မှုတွေကြောင့်ပြည်သူတွေဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့နေရတာပါထို့ပြင်တော့စောင်းတွေပြိုကျပျက်စီးကနေထိုင်ကြတွေမရှိကြတော့တာကြောင့်ဒါကြောင့်လည်းလမ်းမမှာတဲထိုးကဖြစ်တယ်လို့နေထိုင်ကြပါတယ်ဒီလိုမျိုးဒုက္ခမျိုးစုံရင်ဆိုင်နေရတဲ့အတွက်တရုတ်ဆောင်မင်းသားပိုင်တကွန်ကတော့အလို့ဆုံးအရာကိုကူညီလိုက်တာဖြစ်ပါတယ်ပိုင်တကွန်လူတန်းတဲ့အရာကတော့အိမ်သာပါထို့ပြင်တော့လူပေါင်းများစွာလမ်းမမှာဖြစ်တယ်လို့နေထိုင်နေကြတဲ့ချိန်အငြင်းကျေးကိစ္စဖြစ်ရှင်းဖို့တန်ရှင်းတဲ့အိမ်သာတွေလိုအပ်လာတာဖြစ်ပါတယ်ဒါမှမဟုတ်ရင်တန်ရှင်းမှုမရှိဘဲကိုယ်ဆက်ရောဂါတွေဖြစ်လာနိုင်တာပါဒါကြောင့်လည်းတရုတ်ဆောင်မင်းသားပိုင်တကွန်ကတော့ရေရှားအိမ်သားတွေကိုသိန်းရာထောင်ကြီးကုန်ကြခံကလှူဒန်းနေတာပါပိုင်တကွန်ရဲ့ခုလိုမုံမြတ်တဲ့အလှူအတွက်ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်ချီးကျူးနေကြတဲ့ပရိသတ်တွေကရောအိမ်သားလှူဒန်းနေတဲ့ပိုင်တကွန်ပေါ်မှာမိမိရဲ့အမြင်လေးကိုလည်းဖတ်ချက်ပေးသွားကြပါအောင်ရှင်